မိတ်ဆွေတို့ဒီနေ့မျှဝေသွားမယ့်အကြောင်းကတော့မိတ်ဆွေတို့ဖုန်းရဲ့ speaker ကိုတန်းရှင်းလုပ်တဲ့နေရာမှာကျွန်တော်တို့ဒီသဘောတန်တွေနဲ့သွားပြီးတော့တန်းရှင်းလုပ်တာမျိုးတွေရှိပါတယ်အဲ့လိုလုပ်စရာမလိုဘဲနဲ့မိတ်ဆွေတို့ရဲ့ဖုန်း speaker မှာတင်နေတဲ့အညစ်အကြေးတွေနောက်ဖုန်း speaker ရဲ့အသံပို့ပြီးတော့ကျယ်လာအောင်လုပ်ရမယ့်နည်းစနစ်လေးတစ်ခုကိုဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့မိတ်ဆွေတို့ဖုန်းထဲမှာ TikTok application တဲကိုဝင်လိုက်ပါခင်ဗျာတက်တော့ရောက်ပြီဆိုရင်ကျွန်တော်တို့ဒီနေရာမှာဖုန်း speaker cleaner ဆိုပြီးတော့ရိုက်ရှာမှာဖြစ်ပါတယ် speaker cleaner sound တက်နှစ်ချက်သုံးဆိုတော့ရိုက်လိုက်ပါခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်တော့ဒီပုံစံရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဒါနဲ့ကျွန်တော်တို့ဖုန်း speaker ကိုတန်းရှင်းအောင်လုပ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုလို့ရှိရင်မိတ်ဆွေရဲ့ဖုန်း speaker ဟာငကောထက်ပို့ပြီးတော့ကောင်းပါမှာဖြစ်ပါတယ်ဖုန်းမှာ speaker မှာတင်နေတဲ့အညစ်အကြေးတွေကလည်းပဲအားလုံးဝင့်စင်သွားမှာဖြစ်ပါတယ်ခင်ဗျာ